အားလုံးပဲမင်္ဂလာပါဆော့ကာ community ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဆွေးနွေးမယ့်အကြောင်းကတော့ဒီမနက်ဖြန်မနက်မြန်မာစံတော်ချိန်တနင်္လာရီခွဲမှာကံမဲ့ Europa League Final အကြောင်းပေါ့နော် Europa League Final မှာအားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ Manchester United နဲ့ Tottenham Hotspur တို့ပေါ့နော်ဒါဟို All English Final လည်းဖြစ်တယ်ဒီအကြောင်းကိုတကယ်ရင်ဘာတီနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်ကဲကိုတီးလောက်ပါဘယ်တင်ကြိုက်လဲဒီညဘလူးပွဲအတွက်ဘလူးပွဲကတော့ဒီအင်္ဂလန်အသင်းတွေပါနှစ်သင်းပါနော်အဆင်ဟိုအောက်ဆုံးနှစ်သင်းကန်အောင်နှစ်သင်းကန်မှာဆိုတော့အဓိကတော့ဒီညကတော့ပို့ပြီးရင်ခုံဖို့ကောင်းတယ်ဘာရင်ခုံဖို့ကောင်းလဲဆိုတော့နှစ်သင်းလုံးကတော့မျှတယ်လို့ပြောရမယ်ဒီရာဒီမှာပရီးမီးယားလိအဆင့်ဇယားရပ်တည်မှုချင်းရင်အပေါ်နဲ့အောက်ပဲပေါ့နော်16စက္ကွန်16စက္ကွန်ဖြစ်တယ်ဒါပေမဲ့နှစ်သင်းလုံးမှာကအားတာချက်တွေအားနည်းချက်တွေရှိတယ်ဒီရာဒီမှာမန်ယူကဒီဥရောပမှာဒီယူရိုပါလိမှာရှုံးပွဲမရှိခဲ့ပဲねဒီဘိုးလူဖွဲ့ဒီတက်ရောက်ခဲ့တယ်တစ်ဖက်မှာလည်းစပါးကပြန်ကြည့်ရင်ဒီယာဒီမန်ယူနဲ့စပါးထိတ်တိုက်တွေ့ဆုံမှုမှာစပါးကအသာစီးရလာတာညာ3ချိန်လုံးเนาะ3ချိန်လုံးစပါးနိုင်ရတယ်ဆိုတော့ဒီညပွဲကတော့တကဘာလုံးကသူတွေကြည့်ရှိဖို့အရန်ကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်တယ်ဒီညမှာဟိုပေါ့နော်ကစားသမားဟိုအခြေအနေကတော့ဟိုကိုလင်ခါနေနဲ့သုံးသပ်ပေးဖို့လိုမယ်ထင်တယ်ကစားသမားအခြေအနေကြတော့ဟိုကစပါးမှာကြတော့အဓိကကစားသမားမက်ဒီဆင်ပေါ့မက်ဒီဆင်ဒန်ရနေတယ်ဒါကစပါးအတွက်ထိုးနေချက်လည်းဖြစ်တယ်နောက်ဆုံးမန်ယူကိုအနိုင်ဟို1-0နဲ့နိုင်ခဲ့တုန်းကလည်းမက်ဒီဆင်တွင်းကိုလည်းပဲနိုင်လာဆိုတော့နောက်ပြီးတော့တောင်ပန်ကစားသမားကူလူဆက်စကီတူလက်ဒန်ရနေတယ်အဓိက2ယောက်ပေါ့နော်ဟိုကျန်တာဒရာကူဆန်တို့ဘာလို့ကြတော့အရန်ပဲဆိုတော့တိတ်မပြောတော့ပါဘူးမန်ယူမှာကြခံစစ်မှု2ယောက်ပဲတွေးလိုက်နော်2ယောက်ကဘာတူလဲဒီလစ်နဲ့ဒီလစ်ဟုတ်တယ်ပြီးတော့ဟိုဇက်ဇီကဟိုဒီဘီဘာကိုကွင်းပေါ့နော်ဒီဘလူးဝယ်ကန်ဘီဘာကိုကွင်းမှာသွားတဲ့အချိန်မှာသူပါသွားဆိုတော့သူလဲပါနိုင်ကြီးရှိတာပေါ့အဲ့တော့ဆိုတော့ဒီတင်းကြိုက်တယ်နှစ်တင်းလုံးကတော့ကစားသမားမှာလည်းအဓိကကစားသမားတွေဟိုပါပေါ့နော်တန်ရရတဲ့ဟာလည်းရှိတယ်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်ဥရောပအတွေ့အကြုံပေါ့နော်ဥရောပအတွေ့အကြုံကတော့တာတာတော့ Manchester United ကတော့ဒီဖလားပွဲတွေကန်တာတွေပါတော့သူကတာတယ်ဒါပေမဲ့စပါးကိုပြန်ကြည့်မယ်ဆိုစပါးကလည်းသူဥရောပအမြင့်ဆုံးဆိုချန်ပီယံလိဘိုးလူပဲသူတက်ခဲ့တဲ့အတွေ့အကြုံရှိတယ်ရှိတော့ဒီနှစ်သင်းကပြန်ဆိုင်မှုပြင်းထန်မယ်ဖလားနောက်တစ်ခါဖလားပေါ့နော်ဘယ်သူရမလဲဆိုတာကအဓိကအဖြေပေါ့အဖြေဆိုတော့ကျွန်တော်တို့ဒီနေရာမှာတော့ဟို Tottenham Hotspur အတင်းကိုတော့ပို့ပြီးတော့ကြိုက်တာပေါ့နော်ဘာလို့ကြိုက်လဲဆိုတော့စပါးတင်းရဲ့နီးပြကလည်းဒုတိယရာသီဆိုရင်ဖလားရတဲ့ဟာရှိတယ်အဆင်လာရှိတယ်နောက်တစ်ခုကဒီဒီဟာဘိုလူပွဲတပွဲဆိုတာဒါနှစ်တင်းလောက်ရဲ့တိုက်ပွဲလို့တော့ယူဆလို့ရတယ်ဘာလို့တစ်ဖက်မှာကဖလားကလည်းအရေးကြီးသလိုတစ်ဖက်မှာဥရောပဝင်ခဲ့တာလည်းဒီနေရာကမျှော်လင့်ချက်အကြီးဆုံးနေရာတစ်ခုဖြစ်တယ်ဟုတ်တယ်အာသွန်ခွန်ဆိုင်နှစ်တင်းလောက်ကြိုးပမ်းမယ်ဆိုတော့ဒီနောက်ပွဲချိန်မှာလည်းဂိုးပေါင်းတော့ကျွန်တော်ထင်တာပေါ့နော်မိနစ်90ရလက်ကတော့မပေါ်တော့ဘူးအနည်းဆုံးဟိုပါပေါ့နော်1Cဒါမှမဟုတ်လည်းမယူနိုင်တဲ့ C1 စပါးနိုင်တဲ့ 1C ပေါ့နော်ဒီညကြိုက်တာတော့ Tottenham Hotspur အတင်းကိုတော့ပို့ပြီးတော့ကျွန်တော်ကြိုက်တာပေါ့အဲ့ပေါ့စပါးကသူကဖလားလက်မဲ့ဖြစ်လာလဲ18ရာတွေရှိပါပြီသူနောက်ဆုံးဖလားရခဲ့တာလဲအရင်ကားလင်းဖလား UEFA ကပ်ပေါ့အဲ့ဒီဟာကို2009ထင်တယ်2008မှာဟို Chelsea ကို2-1နဲ့နိုင်သူရတာဆိုတော့တော်တော်ကြာနေပြီမန်ယူကတော့ဖလားနဲ့လည်းရင်ပါတဲ့အတင်းလို့ပြောပြီးခဲ့တဲ့အရာတွေကလည်း FA ဖလားရတာရှိတယ်လေပြီးတော့2019မှာလည်းသူကဒီ Europa League Final တက်ခဲ့တယ်အဲ့လုံးကလည်းမော်ဟိုနဲ့ပေါ့မော်ဟိုနဲ့တက်ပြီးတော့ဟိုဒန်ရကစားသမားတပုံကြီးနဲ့တော့မော်ဟိုကဖလားရအောင်ယူခဲ့တယ်ဆိုတော့ဟိုငါကတော့ဟိုမန်ယူပိုကြိုက်တယ်ဘာလို့ဆိုကစားသမားအားသာချက်လည်းရှိတယ်ပြီးလို့ချင်းဘယ်လိုပြောမလဲအဲ့ပေါ့အဓိကအတွေ့အကြုံချင်းကစားသမားများဥပမာ Casemiro တို့ Fernandes တို့ဘာလို့ဆိုတာတကယ်ဟွာရင်လေဟို Casemiro ဆိုဖလားပွဲချန်ပီယံလိဘိုလူပွဲပေါင်းလည်းမနှဲတော့လေသူကန်ခဲ့တာဆိုတော့မန်ယူပိုကြိုက်တယ်မန်ယူပိုကြိုက်စပါးအန်ဒါတော့ပေါ့ဒီပွဲတော့ဒီပွဲကတော့အရန်ကြည့်ကောင်းမဲ့ပွဲတစ်ပွဲတော့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့နှစ်သင်းလုံးကလည်းပြိုင်ဆိုင်မှုပြင်းထန်မယ်နီးပြအခြေအနေကြည့်မယ်ဆိုလဲဟိုဒီအသင်းတွေကိုကင်တွယ်တာကဟိုအရန်နှစ်တွေမကြသေးတဲ့နီးပြတွေဖြစ်တယ်ကစားသမားတွေဆိုလဲနှစ်သင်းလုံးကတော့ဟိုတချို့အပြောင်းလဲတွေနဲ့တချို့အဲ့ဒါတွေနဲ့ရက်တည်ပြီးကစားတော့ဒီပွဲကတော့ပရိသတ်တွေကတော့တကဘာလုံးပရိသတ်တွေရောမြန်မာနိုင်ငံပရိသတ်တွေကတော့အကြိုက်တွေ့မဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်ယူဆတာပေါ့နော်ငါတို့လိုဂျာပရိသတ်တောင်စိတ်ဝင်စားဆိုတော့ကွာတကယ်သူတို့အမာကန်ဖန်တွေကြတော့ဒီပွဲကိုလုံးဝစောက်ကြည့်နေကြပါโอเคလေအဲ့ဆိုလဲဒီညမှာဘယ်သူနိုင်သွားမလဲငါကတော့မန်ယူနိုင်မယ်ထင်တယ်ကျွန်တော်ကတော့စပါးနိုင်မယ်ထင်တယ်နေ့တိုင်းဆန်စားရတယ်ဆိုတော့စပါးလေးပဲအားပေးရတော့မနေ့ပြင်မှာဘယ်တင်းနိုင်မလဲဆိုတာ
ငါတို့ ကြည့် သိရ နော် ကိုအားလုံးပဲကျေးဇူးပါ ကျေးဇူးပါအားလုံးပဲ